Hello အားလုံးပဲမင်္ဂလာပါ။တိရစ္ဆာန်တွေမှာဝမ်းနဲ့တက်တဲ့စိတ်မရှိဘူးလို့လူတချို့ကထင်ကြပါတယ်။ဒါပေမဲ့တာလီကွာလို့ခေါ်တဲ့ဒီဝေလငါမိခင်ကြီးရဲ့ဆက်လံကတော့အဲ့ဒီအယူဆတွေကိုလုံးဝပြောင်းလဲသွားစေခဲ့ပါတယ်။သူမဟာလပေါင်းများစွာကိုဝန်လွယ်ခဲ့ရပြီးမွေးကင်းစကလေးလေးကိုမြင်မြင်ချင်းမှာပဲအတိုင်းမသိပျော်ရွှင်ခဲ့ရပါတယ်။ဒါပေမဲ့သူမရဲ့ပျော်ရွှင်မှုကနိုင်ဝက်တောင်မခံခဲ့ပါဘူး။အစားအစာရှားပါမှုကြောင့်အာဟာရပြတ်ပြီးအားနည်းလွန်းနေတဲ့အဲ့ဒီကလေးငယ်လေးကလေရှူဖို့ရေပေါ်ကိုတော့မကူးနိုင်တော့ပဲသူမရဲ့မျက်စိရှိမှလည်းအသက်ရှူရက်သွားခဲ့ပါတယ်။တာမန်ဆိုရင်တည်ဆုံတဲ့အကောင်တွေကိုရေအောက်ကျမ်းမြင့်စီကိုနင်းမြုပ်သွားခွေပြုလိုက်ကြပါတယ်။ဒါပေမဲ့အဲ့ဒီမိခင်ကြီးကတော့သူ့ရဲ့ရင်သွေးလေးကိုလုံးဝမသွတ်နိုင်ခဲ့ပါဘူး။ကလေးလေးရေမမြုပ်သွားအောင်အသက်ရှူတော့တဲ့ကိုလုံးလေးကိုနှာခေါင်းနဲ့ပိတ်တင်ပြီးသူမဆက်ကူးနေခဲ့ပါတယ်။တရက်နှစ်ရက်မဟုတ်ပါဘူးရက်ပေါင်း18ရက်တိတိမိုင်မောင်း1000ကျော်အထိအစာတော်မစားပဲသူ့ကလေးကိုတေဆောင်သွားခဲ့တာပါဒီဖြစ်ပျက်ဟာတကဘာလုံးကိုမျက်ရည်ကျစေခဲ့ပါတယ်လူသားတွေမှသာအချစ်ကိုနားလေတာမဟုတ်ပါဘူးဘာဝတရားတွေကမိခင်မြတ်တာဟာတခါတလေမှကျွန်တော်တို့ထက်တောင်ပိုပြီးနှက်ဆိုင်နေတတ်ပါတယ်